ငွေတိုးလာပေမဲ့ဘာကြောင့်ပတ်စံမကြံတာလဲဝင်ငွေတိုးလာတိုင်းချမ်းသာမယ်လို့ထင်နေပါသလားဒါဆိုရင်မိတ်ဆွေတစ်ခုခုတော့လွယ်နေပြီတစ်လကို9သိန်းရတော့ကလည်းလက်ထဲမှာပတ်စံမကြံဘူး10သိန်းရလာတော့လေဒီတစ်ခါတော့စုနိုင်ပြီလို့ထင်ခဲ့တယ်ဒါပေမဲ့လကုံရောက်တော့အရင်လားလို့ပဲပြဿနာကဝင်ငွေနဲ့တော့မဟုတ်ဘူးဝင်ငွေတိုးလာတိုင်းမိတ်ဆွေရဲ့အတုံးစိတ်တွေအတူလိုက်တိုးလာလို့ပဲဖြစ်ပါတယ်ချမ်းသာတဲ့သူတွေကဝင်ငွေတိုးအောင်နီလန်တစ်ခုတည်းကိုပဲစဉ်းစားတာမဟုတ်ပါဘူးသူတို့က9%နေဘယ်ကိုစီးစင်းနေလဲဘယ်အသုံးစိတ်တွေကငါမလိုအပ်ပဲတုံးမိနေလဲဆိုတာကိုအရင်စဉ်းစားပါတယ်ဘာကြောင့်လဲဆိုတော့ဝင်ငွေထဲငွေကိုစီမံတဲ့အလေးချင်းကပို့ပြီးအရေးကြီးလို့ပဲဖြစ်ပါတယ်ဒီနေ့ကစပြီးမိတ်ဆွေဒီလေးချင်း၃ခုကိုစလုပ်ကြည့်ပါ၁ဝင်ငွေတိုးလာတိုင်းမိတ်ဆွေရဲ့အသုံးစိတ်တွေကိုတိုးမလာပါစေနဲ့၂ပတ်စံရလာတာနဲ့မိတ်ဆွေစုကျင်တဲ့ငွေပမာဏကိုအရင်ခွဲထားပါ၃လကုန်တိုင်း9%နေဘယ်လိုကုန်သွားသလဲဆိုတာကိုပြန်လဲစီစစ်ကြည့်ပါမှတ်ထားပါမိတ်ဆွေရဲ့ဝင်ငွေကမိတ်ဆွေရဲ့အိတ်ကတ်ကိုပဲဖြည့်ပေးနိုင်ပါတယ်ဒါပေမဲ့မိတ်ဆွေငွေကိုစီမံတဲ့အလေးအကျင့်ကပဲမိတ်ဆွေရဲ့အနာဂတ်ကိုပြောင်းလဲပေးနိုင်တာဖြစ်ပါတယ်အခုမိတ်ဆွေပြောင်းဖို့လိုတာဝင်ငွေလားဒါမှမဟုတ်ငွေကိုစီမံတဲ့အလေးအကျင့်လားဒါမှမဟုတ်နှစ်ခုလုံးလားဆိုတာမိတ်ဆွေပြန်ပြီးတော့သုံးသပ်ကြည့်ပါကျွန်တော်ကောင်းဆက်လူပါဘဝမှာငွေကြေးပြည့်စုံကြွယ်ဝချမ်းသာနိုင်ကြပါစေခင်ဗျာ